နန်းတွေမင်းတို့မန္တလေးတစ်မျိုးလုံးနော်မင်းတို့အဲလက်ပံလာလို့တပိတ်ချင်းတို့စင်ကူးလို့လောက်ကြအားလုံးပဲမင်္ဂလာပါမြန်မာနေယူရှင်အိုင်းကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းတန်းတူတန်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်မင်းတို့ဘယ်တော့မှရေရှည်မနေရဘူးနော်မင်းတို့ရတဲ့ဥစ္စာတွေအကုန်လုံးမင်းတို့ပြီးလို့ချင်းတဲတဲ့ရေသွန်းတို့ဖြစ်သွားမှာတက်မတော်ကမင်းတို့လိုက်ဝုန်းမှာမင်းတို့အခုအသာလေးလွတ်ထားတာဟုတ်ပြီလားနော်မင်းတို့ PDF ရှိရဲ့နေရာဘယ်နေရာကောင်းလဲလို့ပြသမ်းမှာဟမ်မျိုးတစ်မျိုးဘယ်နေရာကောင်းလဲကြောင်မဲမျိုးကြီးကနေမင်းတို့လွတ်လွတ်လပ်လပ်သွားလာလို့ရပြီလားနောင်ချိုမျိုးကြီးမင်းတို့စီပင်သားရဝါပြောနေပြီလားစီတွေတောင်ကခိုးကြောင်ခိုးဝက်နဲ့တည်နေရလေမင်းတို့စားနေရိတ်ကတော့ခိုးကြောင်ခိုးဝက်နဲ့တည်နေရလေတမတော်ရှိရဲ့နေရာမင်းတို့လိုခိုးကြောင်ခိုးဝက်တည်တရားမလို့အပေါ်ကနေမှဝိုင်တွဲတွေမှလို့ဟက်စကီတွေနဲ့သူ့ဘာသူချပေးမှာနော်မင်းတို့ကောင်းထဲမှာချီးပဲရှိတယ်မင်းတို့အခုချိန်ဒီဘာမှလည်းမသိသေးဘူးရခိုင်ပြန်ရတာမလို့မင်းတို့ကရခိုင်လူမျိုးတုံးအောင်လို့ထားတာဟိုကရခိုင်လူမျိုးတုံးအောင်ကဒီဘက်ကလောက်တာမဟုတ်ဘူးနော်မင်းတို့ပထွေးဘင်္ဂလားထုံးဘင်္ဂလားစောက်ခွန်းနဲ့ဟိုချောင်းမှာထုံးမြတ်နိုင်လောက်တာမင်းတို့ရခိုင်တို့မဝင်ရဆိုမင်းတို့ခေါ်ပြီးရင်မှစစ်တပ်နဲ့တိုက်ပွဲဖြစ်သေးဟုတ်ပြီလားမင်းတို့ရခိုင်ပြည်ပေးပါရတော့နေမင်းတို့စစ်တွေကိုသိမ်းနိုင်လားစစ်တွေကိုသိမ်းနိုင်လားရခိုင်ပြည်တော်မင်းတို့တောင်ပိုင်းမြောက်ပိုင်းနှစ်ခုရှိနေတာနော်မင်းတို့ဒါလေးလောက်ထားတာပြီးဟိုးမှာနော်မင်းတို့လူစုဟိုအနာပေးတာလူပြန်စုမင်းတို့ပြန်တိုက်တဲ့ချိန်ပြန်ဟိုမင်းတို့သေးနော်ပြီးတော့အဲ့မှာမင်းတို့ရခိုင်မတွေရွက်ကြမ်းမယ်ဒီဘက်မှာဆိုရင်ဒနုမတွေရွက်ကြမ်းမယ်ပလောင်မတွေရွက်ကြမ်းမယ်ငါတို့တော့ကောင်းစားအောင်ပါဘာလို့အဲ့လောက်ကြီးကြီးရလဲဆိုသဘောကျလို့ပေါ့ဗျာခင်ဗျားလေဒီကောင်းနေမှာအုံနောက်မှမရှိတာတက်မတော်ရှိတဲ့နေရာတက်မတော်ခုတို့ကြည့်အညာ PDF မှာသခိုင်းဒေသတွေတို့ PDF ရှိတဲ့နေရာတွေဘာမှမတိုးတက်မဖွံ့ဖြိုးတော့ဘူးနော်သခိုင်းတိုင်းနောက်မြောက်တိုင်းစစ်တပ်နန်းကျုပ်ရှိရဲ့မုံရွာကြီးမှာသွားကြည့်လိုက်မနေ့ဆိုရင်စီစီကားဝယ်နေကြတယ်စားနေကြတယ်တောင်းလက်ဖက်ဆိုင်နေထိုင်နေကြတယ်အဲ့မှာဘာလဲဘီယာတော်မှကျွန်တော်သွားတောက်ခဲ့သေးတယ်ဘီယာဆိုင်နာမည်တော်မှဘာလဲဆွေတော်ဦးလာပါလေမုံရွာမှာလေမုံရွာမှာမင်းတို့ငါ့ကိုဈေးထဲလာခဲ့ဆိုလို့ငါဈေးငါပတ်သွားနေမုံရွာမှာဘာမှဖြစ်ဘူးနော် PDF မရှိတဲ့နေရာဘာမှမဖြစ်ဘူးလို့ပြောနေတာPDF တွေကခိုးလာတောက်တယ်တဲ့အဲ့မှာမျက်နှာငယ်လေးနေတဲ့သလားကြောလုံးမနေရဘူးမျက်နှာငယ်လေးနဲ့ဟိုကြည့်ဒီကြည့်နဲ့ဟိုတခိုးမျက်လုံးလို့လေသိရမလားအဲ့ဒီမုံရွာမှာ PDF ကလေးတွေကအဲ့ဒီမှာဘီယာတော့ဆိုင်နေမှာတော့3-4ဆိုင်တော့ရှိတယ်နော်ခိုးလာပြီးတော့တောက်တာတဲ့မျက်နှာငယ်လေးနေတဲ့မျက်လုံးလေးတွေကသခိုးကြီးနဲ့ဟိုကြီးဒီကြီးနဲ့အဲ့လိုမျိုးတဲ့ကြည့်ပြီးတော့ဘီယာလေး3-4ခွက်လောက်တောက်ပြီးပြေးရောတဲ့နော်အဲ့တော့တက်မတော်နဲ့မင်းတို့ဘာမှရှင်းလို့မရအောင်နော်မင်းတို့ PDF ရှိတဲ့နေရာတွေပျက်စီးမယ်လူသားအရေးမြစ်တွေဆုံးရှုံးမယ်အမိတကွဲအဖတကွဲနဲ့ကိုသေးသွားတာကိုအမေရလည်းမမြင်လိုက်ရအောင်နော်တရဏဂုံလည်းမတင်လိုက်ရအောင်နော်မင်းတို့ဆက်လို့ပေါ့ကွာဒီလောက်မှပြောလို့နားမလဲဘူးဆိုရင်လေဒါမင်းတို့အကြောင်းတရားကိုမင်းတို့ဖန်တီးတာပေါ့နော်မင်းတို့နားထဲမှာလည်းမဟုတ်တော့မင်းတို့ရဲ့ခေါင်းထဲမှာမင်းတို့နှစ်ထင်ထဲမှာမူရစေးဝါးတွေရောက်သွားပြီမင်းတို့ရဲ့အသွေးသားထဲမှာAID ရဲ့လို့နော် AID ရဲ့လို့ဘာလို့ညာလို့အဲ့လို HIV လို့တွေဖြစ်ကုန်ပြီနော်တောထဲမှာအခုဆိုပိုဆိုးပြီးမိုးရွာပြီးခြင်ကိုက်ပြီPDF မှာလန်ကြည့်လိုက်မှာပေါင်တွေမှာဝဲတွေရွယ်တွေ့မှာနော်ပေါင်တွေမှာဝဲတွေရွယ်တွေ့မှာသင်္ကအဲ့မှာတွေ့ရရေချိုးနော်တေလူမသိသူမသိတေမှာတော်ဝက်တွေကစားနော်မင်းတို့စကိုင်းဘက်ဆိုလည်းပြက်စီးသွားပြီမင်းတို့ PDF ရှိရရွာအကုန်ပြက်လေနော်အဲ့တော့မင်းတို့ပြန်လဲထူထောင်ဖို့တိုင်းပြည်အေဂျင့်သွားတဲ့အချိန်ရွေးကောက်ပွဲတွေပြီးသွားလို့နာဆာကအစိုးရကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့နော်အဘဒုချုပ်ကြီးတို့ကနော်ကဘာတိအောင်ရွေးကောက်ပွဲလှုပ်ပြီးတော့မှတိုင်းပြည်ငြိမ်းချမ်းတဲ့အချိန်မှာအဲ့မှာမင်းတို့လာအောင်မှအရက်သားသမရာဟုံးဆိုပြီးတော့မင်းတို့ပြောပြနေတာအကောင်းပြောပြနေတာမင်းတို့စဉ်းစားတဲ့အောင်ပြောပြနေတာ
နော်မင်းတို့စဉ်းစားတဲ့အောင်ပြောပြနေတာမင်းတို့ဖုန်းဒီနေ့ကင်နိုင်ပြီနောက်နေ့မကင်နိုင်မဲလေရဝုန်းစွာနဲ့အုံးမဲလစ်ပြီနော်မင်းတို့ကတောင်းခမ်းမာနေမင်းတို့မตาပေါ်သွားတာဘယ်လောက်လဲမင်းတို့ကိုမင်းတို့သိတယ်နော်တောင်းခမ်းနဲ့ချီသေးတာနော်အခုပလောင်ဟာပြေးပြီခွေးပြေးဝက်ပြေးမှာငါပြောပြီးပြီလေကြောဘိုးကြီးတောင်မှကျွတ်ကြအောင်ပြေးတာလို့PDF တွေကိုတနက်3လက်နဲ့လူ1ယောက်နဲ့တိုက်တနက်1လက်နဲ့လူ3ယောက်နဲ့တိုက်ခိုင်းတာမင်းတို့ခံတိုက်ထားတယ်ငါတို့ကြောင်ဝဲမှာစောင့်နေမယ်PDF တွေကလည်းရုံနေဗျာသေမှမသိဘူးရောမူကြီးစေဘွားလေးပြား90လောက်ယူထားနော်မင်းတို့ဒီမူကြီးစေဘွားတယောက်ကိုပြား90လောက်နဲ့ရှူပြီးချနော်ဘယ်90မကုန်ချေဟိုကောင်လေးကြောင်မဲရောက်ပြီးပြေးပြီလေဟုတ်လားမူကြီးစေဘွား90စီလောက်တယောက်ကိုဘူးသူတို့ကမူကြီးစေဘွားထုတ်တဲ့ကောင်တွေလေဒီ TNN တွေဒီ AA တွေကဒီ MNDA တွေကနော်ဟိုဘက်ကဝါတွေကနော်တော့မင်းတို့လူ3ယောက်မူကြီးစေဘွားတယောက်90ကြည်စံလေးကအနောက်ဟိုမှာ100လောက်90လောက်ပေးခဲ့မယ်မင်းတို့ခံပြေးပေးတာဆိုဟိုကဖေနဲ့ဖနှောင်းနဲ့ပိတ်ပြီးတော့ပြေးတာကြောင်မဲထိနော်မင်းတို့သူများခိုင်းတာလုပ်ပြီးတယ်ပြီးတော့လည်းခံပြီးတော့စစ်တပ်ကမိရောနော်အခုဒီဘက်ကတက်မတော်မိရတယ်အများကြီးပဲအရှင်မိတာလေဒါပေမဲ့တက်မတော်မလုပ်ပါဘူးဂျနီဗာကွန်ဗင်းရှင်းနဲ့ပဲသွားတာပါနော်စာနာပါတယ်သူတို့ဆေးအချိန်ပြေသွားတဲ့အချိန်ကျရင်သူတို့ဘာမှမသိတော့ဘူးတားတော့မသိဘူးနဲ့လှုပ်တာတဲ့ကလေးလေးတွေတဲ့နော်19ရွယ်လေးတွေတားတော့မသိဘူးတားတော့သူတို့ဒီမွေးစေဝါတွေပေးပြီးတော့တနက်တလက်ပေးပြီးပြစ်ခိုင်းတာလို့စစ်တက်လာရင်ပြစ်လို့ပြောလို့ပြစ်ရတာပါတဲ့။ဩဒီဘက်ကစစ်တက်ကကြတော့နှလုံးသားလာတဲ့လူတွေနဲ့သွားတိုးတော့ကြတော့မလုပ်ပါနဲ့ဟိုဟာလုပ်ပါအလင်းဝင်တယ်လို့ပဲပြောလိုက်ပါနော်အလင်းဝင်တယ်လို့ပဲပြောလိုက်ပါနိုင်ငံတော်အဆင့်ကိုအလင်းဝင်တယ်ဆိုပြီးတော့အဲ့လိုက်သူ့ဘဝရဲ့ရှေးနောင်ရေးတွေရှိပါသေးတယ်သူမိသားစုရှိသေးတယ်ကိုတက်လိုက်လို့ရှိတယ်ဒီကလေးတွေဘာဖြစ်မှာတော့အသက်တစ်ချောင်းစစ်တက်ကဒီလိုနားလေတယ်တက်မတော်ကရှေ့တန်းစစ်သားတွေမင်းတို့ပေါ်မှာနာကြီးချက်မရှိဘူးသူတို့ကခံယူချက်နဲ့အလုပ်လုပ်တာနော်မင်းတို့ PDF လေးလို့ငါတို့နဲ့စစ်အတူတူမတိုက်တာနဲ့မင်းတို့အချင်းချင်းပြန်တက်တာတက်မတော်ကအဲ့လိုမတက်ဘူးတက်မတော်သားချင်းချင်းအဲ့လိုဖြစ်တယ်ဆိုတာမရှိဘူးမင်းတို့နဲ့မတိုက်တာနဲ့အပြက်ရှင်းတာအပြက်တက်ပြစ်တာကိုပမာလူမျိုးချင်းချင်းကိုနော်အဲ့တော့စစ်တပ်ကအခုဒီဘက်မှာတောင်းခမ်းလို့ဘာလို့ဒီဘက်တွေကြာနေတဲ့လူတွေကဩကလေးတွေရဲ့နောင်ရေးရှိပါသေးတယ်သူမိပါသူလိမ်မလားမလားပေါ့ဟုတ်လားအလင်းဝင်ထောင်တဲ့နေရာဘယ်နဲ့နှစ်တုံးလူငင်းချမ်းသာနဲ့ဘာနဲ့ဆို3-4နှစ်ပဲနေရမှာပေါ့ဥပမာတခု9နှစ်ကြာခဲ့ရင်တော့မှနော်စစ်သုံးဘက်ဆိုလဲစစ်သုံးဘက်ပေါ့ခဏထားပေါ့နော်အပြင်ထွက်လာရင်လှုပ်ရှားလို့ရရလေ18တွေပြင်ထွက်လာကြည့်23 24နှစ်ပဲပြန်ရောက်ပါလေဟုတ်လားအဲ့တော့စစ်တပ်ကနှလုံးသားဘယ်လောက်ထိလှလဲသိတယ်အဲ့အရာတွေမပြောချင်လို့နော်တက်မတော်ရဲ့နှလုံးသားရှိတဲ့တချို့သောလူကြီးတွေနော်နိုင်ငံရေးကိုနိုင်ငံနဲ့လူမျိုးအပေါ်မှာနော်ငြိမ်းချမ်းရေးစစ်ပွဲသဘောဆောင်ပြီးတော့မှနှလုံးလှတဲ့လူမိုက်တွေလို့မင်းတို့ပြောရမှာနော်မင်းတို့မိရအောင်မှအလင်းဝင်လာပါတယ်လို့ပြောပေးတာသိလားမင်းတို့အကြမ်းဖက်တဲ့နိုင်ငံတောင်းချောင်းစုတပုံကိုမိရမယ်ပြစ်တက်ပလိုက်လို့ရတယ်မင်းတို့ကလေးတွေပါရင်မပြောနဲ့ဟိုမိုက်ယူမင်းစစ်သားမျိုးဆိုရင်မင်းတွေ့ပလိုက်မှာအခုတက်ကအဲ့လိုမလုပ်ဘူးဩသူပါတဲ့လက်နဲ့ကလေးနဲ့ပါနဲ့သူဆေးရှိပြီးကောင်းကောင်းမွန်ကျွေးမွေးစားနော်အဝတ်စားဝတ်ဖို့ရော့ငါတို့စစ်သားတွေရထားတဲ့ဥစ္စာပစိုးလေးအင်ကြီးတွေထုတ်ပေးနော်ထုတ်ပေးပြီးတော့လိန်မာထားပြီးရော့သွားအလင်းဝင်လာတယ်လို့အဲ့လိုပြောပေးတာနော်အဲ့တော့ဟောင်စုသားသမီးတွေဒီအောက်မှာလာကြည့်ရတာပျော်လားမသိဘူးမင်းတို့ကိုကြီးချောလာမင်းတို့ညီမတွေပြလိုက်အောင်နော်အမငါအရက်2ရက်3ရက်ပဲမတော့သေးရတော်တော်ဖြောင်းလာမင်းတို့ကငါလည်းမကြိုက်ဘူးငါရဲ့မအောင်ပါလေလာကြည့်နေငါမင်းတို့ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဒီမှာမကြောက်လို့မင်းတို့တပုံနေရှိရနေရလာနေရပေါ့ဟာဝိုင်းဆဲလေဘာဖြစ်လို့မင်းတို့အတွက်လွတ်ပေးထားတာ哦မင်းတို့အဲ့လိုဝိုင်းဆဲနေမင်းတို့ကြာဆုံးနေလေပဲမင်းတို့ငါတို့ဘက်မှာဆိုလဲရှိရင်ငါ့ကိုတိုက်ခိုက်နေတဲ့လူတွေအကုန်လုံးကငါ့ကိုမနာလို့နော်ကိုလို့ကိုမလုပ်တဲ့လူတွေမို့လို့မင်းတို့ဘက်ကနေငါ့ကိုဝိုင်းဆဲနေလေငါမင်းတို့ PDF တွေများသေးတယ်လို့ငါ့ကိုဝိုင်းဆဲတာနော်မင်းတို့မြတ်တာပြောပြတာငါဘက်ကလူတွေငါ့ကိုတိုက်ခိုက်နေတဲ့လူတွေရှိရ
အဲ့ဒီလူတွေငါ့ကိုတိုက်ခိုက်တယ်ငါအောင်မြင်လေငါလူပိုတိသွားလေသူတို့ကခဏပဲတိပြီးတော့အယောင်မိန်သွားတာခဏနေသူတို့ဘာမှဆက်လုပ်လို့မရတော့နော်အရင်တော့ကိုယ့်ဟာနဲ့ကိုယ်လေးလုံနေတော့မှlike and follower လေးနဲ့ပါလေးညာလေးနဲ့အခုဆိုကိုယ့်တိုက်ခိုက်တဲ့ကောင်တွေကဟိုဘယ်နေရာမှာပဲဘလို့ဝစ်ပြီးတော့ဘလို့စားပြီးတော့ဘလို့ပဲတရိတ်ဆန်တွေကိုသွားကျွေးနေတယ်နော် လိုက်က6ယောက်9ယောက်10ယောက်တည်းမပူဘူးခဏတပြုတ်တော့ဒီကောင်မှဇော်ဘုံရုံတိုက်ခိုက်တာပဲဘာလဲဆိုပြီးတော့ထူးဆန်းဝင်ကြည့်တော့ like and follower တွေပါများပြီးတော့လူတိသွားတာပြီးတော့အယောင်ပြန်မိန်သွားတာ